ကြောက်ကက်လေးနိုင်မှာအသက်ဆက်ရှင်ခွင့်ရနိုင်မဲ့ကြောက်ကက်ဝေဒနာရှင်မလေးပရိသတ်များအားလုံးမင်္ဂလာပါရှင်အသက်28နှစ်အရွယ်ရှိပြီဖြစ်ပြီးရုပ်ရည်ချောမောလှပတဲ့မတ်နှင်းသက်စောဟာကြောက်ကက်ယောဂကိုငငယ်ရွယ်ရွယ်နဲ့ခံစားနေရတဲ့အမျိုးသမီးငယ်တဦးပါသူမဟာအရင်ကဘန်မှာအလုပ်ဝင်လုပ်ခဲ့ပြီးမိန်းကလေးတဘာဝမို့အလှပကိုအရန်နှစ်သက်မျက်နှာသူပဲဖြစ်ပါတယ်စပင်းရှိရှိနဲ့ချစ်စရာကောင်းလာတဲ့သူမကိုမြင်သူတိုင်းငေးကြည့်ရတဲ့ရုပ်ရည်ပိုင်ရှင်မျိုးပါသူမဟာကြောက်ကက်ယောဂါကိုခံစားခဲ့ရတဲ့အချိန်မှာဘယ်အရာမှမမြဲဘူးဆိုတဲ့တရားတွေကိုသိရှိလာခဲ့ပါတယ်။သူမရဲ့ချောမောလှပတဲ့ရုပ်ရည်ဟာလည်းယောဂဝေဒနာဆိုးရဲ့ဒဏ်တွေကြောင့်ပျက်စီးသွားခဲ့ရပါတယ်။ငယ်ရွယ်တဲ့မိန်းမပြိုတယောက်မို့သူမမှာအိမ်မက်တွေရီမန်းချက်တွေများစွာရှိနေခဲ့တာပါ။ဒါပေမဲ့ကြောက်ကက်ယောဂါဆိုးကြီးဟာသူမရဲ့အိမ်မက်တွေရီမန်းချက်တွေကိုဖျက်ဆီးသွားခဲ့ပါတယ်။သူမဟာသွေးတွေအရန်တိုးနေပြီးနေမကောင်းဖြစ်တဲ့အတွက်ဆရာဝန်သွားပြရာကနေကြောက်ကက်ပျက်စီးနေမှန်းသိရှိခဲ့ရတာပါ